မှာပြီးဆွေးလန်းနေတဲ့ကိုရဲ့တန်ရောရဲ့အလွန်စားပြီးစီပြီးရတာလည်းရထောင်ရှိလို့ရဲ့ချစ်တာလာလာလေးဖွင့်ကနှွေကရောရလင်ကသူမပြီးခဲ့တော့အခုလူဘဝယူမှာပြေနိုင်စရာခွင့်ရတစ်ခုတော့ဒုပြီးပါဦးလားဟဲ့ဒုပြီးပါဦးလားဟဲ့ဒုနေအောင်ဟာလီတီရှာတွေ့တော့မှကွယ်တစိမ့်နေဖြစ်သွားရင်အောင်ရပါနေနေငါရဲ့ခင်မနာတကယ်မပြတ်ခင်ရင်အမိုးစင်များနေဖြောင်းလို့လာပြီကြောင်းမလေးနေတိုင်းတွေ့နေနုနုလာလာတို့ငယ်ငယ်စီထိတ်ထိတ်ချင်းနဲ့ယူတာစွာပင်ငယ်ချင်းလူတော့စိတ်ရှင်စီညစီတကောင်ရန်အချင်းနဲ့ရှူအင်းငါလီဆူခဲ့ရင်စိတ်မငိုကြည့်အိမ်ရပေါ်နဲ့ညီလွမ်းမြက်ခင်ပဝါကြီးချနာကြလို့မဖြစ်နိုင်ဘူးဆိုတာရီကျူတင်ကတူလဲတိကနေတို့တော့တကယ်ကြီးရင်သာစရာတမီဘုံစကားတော့သူ့ကိုမပြောတင်ဘူးလေသူ့ကိုမပြောတင်ဘူးလေမိဘရင်ဝင်ပျော်ရွှင်တဲ့တို့တွေအပြင်းပြေချီစားတော့မထားတင်ဘူးကွယ်သူဆိုရင်အကိုရင်မောင်ရင်ကြီးစင်ကလည်းတွင်လို့ရင်ချစ်တာနဲ့စိတ်ကူးလေးမြင်တော့သစ္စာဖွင့်စိတ်ချင်းစံရအောင်လက်တစ်ဖွင့်မဲ့နေကိုကြူရင်ယူသားခြင်းနဲ့အပြုံးတွေကိုအစင်တငယ်ချင်းလို့တော့စိတ်ရည်ခင်စီမပြီးဆွေးလန်းနေတဲ့ကိုရဲ့တန်ရောစီအလွန်စားပြီးစိတ်ပြီးဘူးတာလည်းရထောင်ရှိလို့ချစ်စကားလာလာလေးဖွင့်ကနှွေကရင်အောင်ပြန်လင်ကသူမပြီးခဲ့တော့အခုလူဘဝမြူမှာဖြေနိုင်စရာခွင့်ရတစ်ခုတော့ဒုပြီးပါဦးလားဟဲ့ဒုပြီးပါဦးလားဟဲ့ဒုနေအောင်ဟာလီအတီရှာတွေ့တော့မှခွင်သစိမ့်တွေဖြစ်သွားခဲ့တယ်အောင်ငယ်ရပါတယ်နေငါရဲ့ခင်မင်းသားတကယ်မပြတ်ခင်ကြီးမုံစီများနေဖြောင်းလို့တာပြီကြောင်းမလေးနေတိုင်းတွေ့နေနုနုလာလာတို့ငယ်ရွယ်စင်ထိတ်ထိတ်ချင်းနဲ့ယူသားစွာပင်ငယ်ချင်းလို့တော့စိတ်ခင်စီ